3D ရှင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြမဲ့ဒီ site လေးက2026 3ကြိမ်အတွက်9ကြိမ်အတွက်တတိယမြောက်တင်တဲ့ file site လေးဖြစ်ပါတယ်ဒီ site လေးကကျွန်တော်နှစ်ဆပြခဲ့ဘူးတဲ့မွေးကနန်း site လေးဖြစ်ပါတယ်အဲ့ site လေးကိုကျွန်တော်ပြန်ပြီးတော့မေးတဲ့လူတွေလည်းရှိလို့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒါပြန်ပြီးတော့ဒုတိယကြိမ်မြောက်ပြန်ပြီးရှင်းပြခြင်းဖြစ်ပါတယ်နော်ဒီထွက်ရမယ့်အချိန်ထွက်ရမယ့်ဒီသူအချက်အလက် data လေးတွေကလည်းသူက2မျိုးဖြစ်နေတာပေါ့နော်အဲ့2မျိုးကိုကျွန်တော်တစ်မျိုးစီရှင်းပြပြီတစ်မျိုးကကြတော့သူကဘာပေါ့အချိန်မရောက်သေးဘူးစောင့်အောင်ပါပေါ့နော်အခုနောက်အချက်အလက်တစ်ခုကကြတော့ဒီအချိန်မှာထိုးရမယ်အဲ့ဒါလေးကျွန်တော်တကယ်ချင်းတော့ဟိုတစ်ချက်ရှင်းပြပြပါမယ်နော်သူကဘယ်ရစတော့ဆိုတော့ဒီ1983ခုနှစ်နော်1983ခုနှစ်မှာဒီ83ခုနှစ်မှာဒီမှာ245ပတ်လဲနော်ဒီ245ပတ်လဲအဲ့ဒီ245ပတ်လဲထွက်ပြီးတာနဲ့245ပတ်လဲထွက်ပြီးတာနဲ့9နှစ်ကျော်တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ကျော်လိုက်တာနဲ့1နှစ်4ပတ်လဲထွက်တယ်နော်တော့နောက်ထွက်တာ245ပတ်လဲနော်245ပတ်လဲ9နှစ်ကျော်1နှစ်3 4 5 6 9နှစ်ကျော်1နှစ်4ပတ်လဲအဲ့ဒီ1နှစ်4ပတ်လဲထွက်ပြီးရင်9နှစ်ထပ်ကျော်တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ကျော်လာရင်သူကဒီမှာနှစ်ခွန်ဆိုပြီးထွက်တယ်အဲ့ဒါလေးပဲနော်2 4 5 9နှစ်ကျော်1နှစ်4 9နှစ်ကျော်2ခွန်အဲ့လိုထွက်ပြီးရင်နောက်နှစ်မှာ940ပတ်လဲလိုက်တယ်ဟုတ်ပြီကျွန်တော်အခုပထမဒီချိန်မှာဖြစ်နိုင်တဲ့အချက်ကိုအရင်ပြောမယ်နော်ပြီးတော့မှဒီဝင်စားအချက်လက်တွေကိုနောက်တစ်ခါထပ်ပြောပြမယ်နော်အခုဒီချိန်မှာထွက်ရမယ့်ဖြစ်စဉ်ကဘယ်လိုတုံးဆိုတော့အဲ့လိုသူက2 4 5 1နှစ်4 2ခွန်လို့တန်းပြီးရတယ်နောက်နှစ်မှာတဲ့6နှလုံးပိတ်တဲ့ရှိ6နှလုံးပိတ်နောက်ထပ်တစ်လုံးပိတ်6နှလုံးပိတ်6နှလုံးပိတ်ပြီးရတဲ့သူ့ရဲ့အောက်မှာ3ညတစ်လုံးကိုခွန်နဲ့ပေါက်တယ်နော်3ညခွန်နော်3ညတစ်လုံးကိုခွန်နဲ့ပေါက်တယ်နော်6တစ်လုံး6နှလုံးပိတ်ပြီးရတဲ့3ညတစ်လုံးကြာတယ်နော်3ညခွန်အတွဲ3ညခွန်အတွဲကြာပြီးတော့မှတပိန်ကျော်မှာ940ပတ်လိုက်တယ်နော်ဒါပထမဖြစ်စဉ်ဒီ3ညတွေကတပွန်းစီတက်သွားတော့ဗောနော်3ညခွန်3ည8 3ည9 3ည3အဲ့လိုသွားတော့နော်ဒါပထမဖြစ်စဉ်နော်ပထမဖြစ်စဉ်ကျွန်တော်ပြရအောင်လေးနဲ့ပြပြီးထားတယ်နော်2 4 5 9နှစ်ကျော်1နှစ်4 9နှစ်ကျော်ရင်2နှစ်ခွန်ပြီးရင်940ထွက်မယ်ဘယ်ချိန်မှာထွက်မှာတော့6တလုံးပိတ်6နှလုံးပိတ်ပြီးရတဲ့3ညခွန်အတွဲကြတပင်းကျော်မှာ940ပတ်လို့ထွက်နော်ဒါအပြာရောင်2 4 5အပြာရောင်ဂရုပေါ့နော်အပြာရောင်2 4 5 1နှစ်4နှစ်ခွန်ဂရုအပြာရောင်ပြီးရင်ကျွန်တော်ဒီပန်းရောင်ပေါ့နော်ပန်းရောင်ကဒီ2005မှာစတာပန်းရောင်2 4 5အဲ့ဒီ2 4 5ကို9နှစ်ကျော်လိုက်တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ကျော်ရင်ဒီမှာ1နှစ်4ပတ်လဲနော်အဲ့ဒီ1နှစ်4ကို9နှစ်ချက်ကျော်လိုက်တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ကျော်ဒီဘက်ထဲမှာ2နှစ်ခွန်ပတ်လဲထွက်တယ်နော်အဲ့လို2နှစ်ခွန်ပတ်လဲထွက်ပြီးရင်နောက်နှစ်မှာ2နှစ်ခွန်ထွက်ပြီးနောက်နှစ်မှာ940ထွက်တယ်အစောတော့ကျွန်တော်တို့6နှလုံးပိတ်တယ်နော်သူက6နှလုံးပိတ်တယ်ပြီးရင်6နှလုံးပိတ်တယ်နောက်တစ်ခါ6နှလုံးနောက်တစ်ခါ6နှလုံးအဲ့လိုပေါ့အဲ့ဒီနှစ်ထဲမှာ6နှလုံးလို့ပိတ်နော်ဆောင်းတာနှလုံးနော်အခုကတစ်လုံးပဲပိတ်မှာ6နှလုံးပိတ်တယ်ဒီမှာတစ်လုံးပိတ်တယ်တစ်လုံးပိတ်ပြန်တော့3ညခွန်ပြီးတော့တပွင့်ကြီးသွားမယ်3ည8အဲ့ဒီ3ည8လို့ကြာပြီးတပင်ကျော်မှာ4 3ည9ဒါလေးပဲနော်အဲ့ကောင်က2005စားတဲ့ကောင်နော်4 5နှစ်9နှစ်ကျော်နှစ်လေးပန်းအောင်လိုက်နော်9နှစ်ကျော်နှစ်ခွန်နဲ့အဲ့ကောင်ဖြစ်ပြီးတော့နောက်နှစ်မှာဆောနာအပြာရောင်မှာတော့6နှလုံးဒီပန်းရောင်မှာကျတော့6ကတစ်လုံးပဲ6တစ်လုံးပိတ်3ညခွန်တွဲပြီးတော့3ည8တွဲတပင်ကျော်မှာအဲ့ဒီ4 3ည9ကျနော်တတိယဖြစ်စဉ်ကကြတော့ကျွန်တော်ဒီလေမော်ရောင်နဲ့ကျွန်တော်ဝိုင်းပေးထားတယ်နော်လေမော်ရောင်4 5နှစ်9နှစ်ကျော်လိုက်1နှစ်3 4 5 6 9နှစ်ကျော်1နှစ်4နော်4 5နှစ်1နှစ်4ဒီ4 5နှစ်နဲ့1နှစ်4နဲ့9နှစ်ကျော်နောက်တော့9နှစ်ထပ်ကျော်လိုက်1နှစ်4ကို1နှစ်3 4 5 6 9နှစ်ကျော်2ခွန်နဲ့အဲ့ကောင်ထွက်ပြီးရင်သောနာ6နှလုံး6တလုံးအခုက6နှလုံးပြန်ပိတ်မယ်နော်အဲ့ဒီ2ခွန်နဲ့ဖြစ်ပြီးနောက်နှစ်မှာ6နှလုံးပိတ်6တလုံးပိတ်နှလုံးပိတ်ပြီးတော့ပထမ6နှလုံးတော့3ညခွန်နောက်တစ်ခါ6တလုံး3ည8အခု6နှလုံးကြတော့3ည9လို့ဖြစ်သွား3ည9လို့ဖြစ်ပြီးတော့တပင်ကျော်မှာ9 3ညလေးထွက်တယ်နော်ဒါ6နှလုံးပိတ်6တလုံးပိတ်အခု6နှလုံးပိတ်နောက်တစ်ခါ6တလုံးပေါ့နော်ထွက်ထားတဲ့ကောင်တွေက3ညခွန်3ည8 3ည9အဲ့ဒါပြီးနောက်ဆုံးကောင်
နောက်ဆုံး၄-၅နှစ်ကဒီအစိမ်းရောင်ပေါ့နော်ကျွန်တော်အပြာရောင်ပြီးသွားပြီပန်းရောင်ပြီးပြီလေမော်ပြီးပြီအစိမ်းရောင်ဒီ၄-၅နှစ်ကို9နှစ်ကျော်လိုက်1 2 3 4 5 6 9နှစ်ကျော်တော့ဒီမှာနှစ်လေးတစ်ပတ်လေနောက်တော့9နှစ်ထပ်ကျော်လိုက်1 2 3 4 5 6 9နှစ်ကျော်တော့ဒီမှာနှစ်ခုအဲ့လိုဆိုဒီဘက်ထဲမှာ4-3-5ပတ်လဲလိုက်6နှလုံး6တလုံး6နှလုံးဒီမှာခု6တလုံး6တလုံးပြီးရင်ဒီမှာ3-9 3-8 3-9ဒီမှာ3-3တပင်ကျော်မှာ4-3-5တာလေးပဲเนาะကျွန်တော်အဓိကတည်ပြထားတာဒီ4-3-5 5-3-4လို့ဒီတော့ဒီ4-5-5လေးအခွာကြရမယ်ဆိုတဲ့ site ရှိတယ်เนาะနောက်ဒီဒုတိယဖိုင်တော့ကျွန်တော်4ထိန်းနဲ့နောက်တွဲပါပါဆိုမို့နောက်တွဲညီကိုဆိုပြီးဒုတိယဖိုင်တော့ကျွန်တော်4-3-1တဲတစ်ခွက်ထဲเนาะဒီကောင်အဲ4-3-1ကိုလှည့်သွားရင်နောက်တွဲပါပါနဲ့လှည့်သွားရင်4-3-5เนาะ5-3-4ကျွန်တော်နှစ်ခွက်ထိုးပြီးနှစ်ခွက်ရေးပေးထားတယ်เนาะ4-3-5ပို့ပြီးတင်ထိုးတင်တာပေါ့เนาะဟုတ်ပြီပြန်ရှင်းပြမယ်เนาะနောက်တစ်ခေါက်ဒီ၄-5ထွက်တယ်1 2 4ထွက်တယ်2 2 9ထွက်တယ်เนาะ6တလုံးပိတ်တယ်6နှလုံးပိတ်တယ်3 9ထွက်တပိတ်တော့မှာ9 4တယ်เนาะဒုတိယဖြစ်ရင်ပန်းရောင်လိုက်4 5နှစ်9နှစ်ကျော်1 2 4နောက်တော့9နှစ်ကျော်2 9နှစ်6နှလုံးပြီးရင်နောက်နှစ်ကို6တလုံးပိတ်6တလုံးပိတ်တယ်ပိတ်ပြီးရတဲ့3 9ပြီးရ3 8တပိတ်တော့မှာ4-3-5ထွက်เนาะတတိယဖြစ်ရင်ရဒီမှာလေးမောရောင်4 နှစ်9 9နှစ်ကျော်လိုက်9နှစ်ကျော်ရင်ဒီမှာ4နှစ်နောက်တော့9နှစ်ကျော်ရင်2 9နှစ်ပြီးရင်နောက်နှစ်မှာ6နှလုံးပိတ်ရမယ်6တလုံးပိတ်6နှလုံးပိတ်3 9 3 8ဒီမှာ3 9အဲ့ဒီ3 9ရဲ့တပင်ကျော်မှာ40ပတ်လေးထွက်နော်ပြီးရင်နောက်ဆုံးပေါ့နော်ကျွန်တော်အပြာပြီးပြီပန်းပြီးပြီနောက်တစ်ခါလေမော်ပြီးပြီအစိမ့်ပေါ့၄-5နှစ်အဲ့ကောင်9နှစ်ကျော်ရင်1 နှစ်လေးနောက်တစ်ခါ9နှစ်ကျော်ရင်2 နှစ်ခွန်နော်ပြီးရင်နောက်နှစ်မှာ6တလုံးပဲပိတ်6တလုံးပိတ်ပြီးရတယ်3 9 9 3 8 3 9ဒီမှာ3 9 3တပင်ကျော်မှာ4-3-5ပတ်လေးထွက်ဒါ4-3-5ထွက်ရမယ်ဆိုတော့ပထမဟိုပါပေါ့ထွက်ရမယ်ဆိုတော့ပထမဒေတာအချက်အလက်တွေပဲเนาะဒီ3 9နှလုံးရဲ့တပင်ကျော်မှာလာထွက်ရမယ်နောက်တစ်ခုကကျတော့အကျိန်စောင့်အောင်နောက်တော့အချက်အလက်တစ်ခုပဲเนาะအဲ့ဒါလေးလည်းကျွန်တော်တစ်ခါလေးပြပြမယ်ဒါအရင်ပြခဲ့တဲ့ site ဟောင်းတူတူပဲเนาะဒါအရင်ဆွဲထားတဲ့ဟာဒါ2 4 5 1 2 4 2 2ခုသူကကြတော့ဘယ်လိုလဲဆိုတော့သူ့ရဲ့ဖြစ်စဉ်ကကြတော့ပထမ1 9လို့ထိုးနော်ပထမ1 9လို့ထိုးတယ်ဒုတိယ1 9လို့ထိုးရင်တော့6တလုံးပါနော်ပထမ1 9 9 1ထိုးဒုတိယ1 9 9 1ထိုးပြီးရတယ်6တလုံးပါပြီးရတယ်3 9တလုံးစင်တပင်တော့မှာအဲ့ဒီ5လေးပဲထည့်နော်ဒုတိယဒီမှာ2 4 5 4 5 2 4 1 2 9နဲ့နောက်နှစ်မှာနော်ပထမဒီမှာ1 9လို့ထိုးနော်ဒုတိယ1 9လို့ထိုးဒီမှာဒုတိယ1 9လို့ထိုးရင်တော့6ပါတယ်အဲ့ဒီ1 9လို့ထိုးပြီး6ပါတယ်အောက်မှာ3ညကြတပင်ကျော်မှာ4-3-5ဒါဒုတိယဖြစ်စဉ်ပထမဖြစ်စဉ်တော့ဟာဒီမှာပထမဖြစ်စဉ်က1 9ဒုတိယ1 9လို့ထိုးရင်6ပါမယ်ပြီးရင်အဲ့6ရဲ့အောက်မှာ3ညကြမယ်တပင်ကျော်မှာ9 4ပဲထွက်နော်နောက်ဒုတိယဖြစ်စဉ်ကဒီလေမော်ရောင်လိုင်းပေါ့နော်လေမော်ရောင်လိုင်းဒီဘက်မှာ1 9အဲ့ဒီ1 9မှာ6မပါဘူးဒုတိယ1 9လို့ဒီမှာထိုးတယ်1 9လို့ထိုးတာနဲ့6ဒီ6ရဲ့အောက်မှာ3ညလို့ကြပြီးတော့မှတပင်ကျော်မှာ4-3-5ထွက်နော်နောက်တတိယဖြစ်စဉ်ကကြတော့ဒီပန်းရောင်4 နှစ်5 4 နှစ်တဲ့နော်2 9နှစ်နောက်နှစ်မှာဆိုတော့1 9လို့ထိုး1 9လို့ထိုး6မပါဘူးနော်ဒုတိယ9 1ကြရင်တော့6ပါပြီအဲ့ဒီ6ရဲ့အောက်မှာ3ညကြပြီးတပင်ကျော်မှာဒီကောင်ထွက်ကြအခုနောက်ဆုံးကောင်ကဒီမှာ5 4နဲ့1 4နဲ့2 9နဲ့နော်အခု1 9ကဒီမှာမစထိုးသေးတာနော်နောက်တစ်ခါ9 1တစ်ခါထိုးအောင်နော်နောက်တစ်ခါ9 1ထိုးရင်6 3ညပြီးတော့မှအဲ9-3-5 4ပတ်လေကြအောင်နော်ဒါဒုတိယဒေတာအချက်အလက်ပေါ့နော်9 1ဒါပထမ9 1တွေပဲရှိသေးတယ်နော်ဒုတိယ9 1သူကတစ်ခါတန်းရအောင်ပါအားကြောင့်ကျွန်တော်က9တလုံးကြရင်16တွဲ1တလုံးကြရင်9 6တွဲအဲ့ဒါဘယ်လိုတော့ဆိုတော့ဒီမှာ1တလုံးကြတဲ့အတွက်9 61 9 6လို့ဖြစ်နော်ဒုတိယဒီမှာ1တလုံးကြတဲ့အတွက်9 6နော်ဒီမှာ1 9
ကိုလို့ကြတဲ့အတွက်တစ်6အခုဒီမှာ6တစ်လို့ထောင်ထားပြီနော်သူရအောင်ဒီဘွဲမှာ6 6ကြမယ်ဆိုလဲကြလို့ရတယ်နောက်ဒီမှာ9နောက်တစ်ခါကျတော့9ကြရင်တစ်6နောက်တစ်ခါ9ကြရင်တစ်6တစ်ကြရင်9 6နော်အဲ့အတွဲလေးတွေပေါ့နော်ဒီကျွန်တော်ရေးပေးထားတယ်9တစ်လုံးကြရင်တစ်6တွဲထိုးတစ်တစ်လုံးကြရင်9 6တွဲနောက်ဒီတစ်9 6ပဲအပြီးပေါက်တယ်နော်တစ်တစ်လုံးတစ်9လို့တန်း6တစ်လုံးတစ်6ကိုအပြီးပေါက်3ညတစ်လုံးအဲ့လိုပေါ့နော်ဒီမှာလည်းအဲ့လိုပဲတစ်9လို့တန်း6တစ်လုံးတစ်6ကိုအပြီးပေါက်3ညတစ်လုံးဒီတတိယဖြစ်စဉ်မှာလည်းအဲ့လိုပဲဒီမှာတစ်9ဒုတိယဒီမှာ9တစ်လို့ထောင်6တစ်လုံးတစ်6ကိုအပြီးပေါက်အဲ့လိုတစ်6ကိုအပြီးပေါက်3ညတစ်လုံးကြာပြီးတပိန်ကျော်ကြာမှကြာဒီလောက်ဆိုရင်ဒုတိယအချက်လက်ကိုတကယ်ချင်းနေသိပါပြီနော်အဲ့ဒီ9 3ညလေးထွက်ရမယ့်အချက်လက်က2ခုရှိတယ်ဆောနာတစ်ခုကတော့ရှင်းတယ်နော်သူက3ညခွန်3ည8 3ည9 3ည3ညလို့ကြာပြီးတော့ကြာကဲမိတ်ဆွေတကယ်ချင်းများအားလုံးကံကောင်းကြပါစေဗျာ